လောကမှာလူတွေရဲ့သဘာဝကလည်းကိုယ်ဘလောက်ကောင်းတာလှုပ်လို့အကောင်းထင်ခြင်းမှထင်ပါလိမ့်အကောင်းမြင်ခြင်းမှမြင်လိမ့်မယ်အကောင်းပြောခြင်းမှပြောလိမ့်အကောင်းပြောတဲ့သူထက်မကောင်းပြောတဲ့သူကပုံများခြင်းများနေနိုင်တယ်အကူကြီးပေးမဲ့သူထက်ကဲ့ရဲ့ရှုံချတဲ့သူကပုံများခြင်းများနေပါလိမ့်လောကကြီးမှာရေရှည်အောင်မြင်မှုရခြင်းလူလောကသဘာဝလူသဘာဝကိုအထာကျအောင်လောကရန်တွေကိုခံနိုင်ရရှိသဘောထားကြီးမှစိတ်ထားမြင့်မြတ်ရင့်ကျက်အောင်ကြိုတင်ပြင်ဆင်ထားပါအောင်မြင်ချိန်မှာလက်ခုပ်တီးပေးတဲ့လက်တွေကိုလည်းတန်ဖိုးထားပါအောင်မြင်မှုကြိုးစားနေတဲ့ချိန်မှာနှိမ်ပါနေတဲ့ချိန်မှာခက်ခဲကြုံတွေ့နေတဲ့ချိန်မှာအားပေးမှုတွေလိုအပ်နေတဲ့ချိန်မှာမွန်းကျက်မှုတွေပြည့်သိမ့်နေချိန်မှာပူပင်တောကတွေလောင်မြိုက်နေချိန်မှာနှွေးထွေးမှုတွေကိုလိုအပ်နေတဲ့ချိန်မှာကိုကြီးအားပေးဖြည့်သိမ့်နားလေပေးခဲ့တဲ့အေးချမ်းပြီးတော့နှွေးထွေးစေခဲ့တဲ့လက်တွေကိုပို့ပြီးတန်ဖိုးထားပါဘာကြောင့်လဲဆိုတော့ကျေးဇူးမတိတတ်တဲ့သူတွေရဲ့အောင်မြင်မှုဟာရေရှည်မတည်တတ်နိုင်ပါဘူးပေးတိုင်းလည်းမယူနဲ့ကြွေးတိုင်းလည်းမစားနဲ့ခိုင်းတိုင်းလည်းမလုပ်နဲ့မြင်တိုင်းလည်းမကြည့်နဲ့ကြားတိုင်းလည်းနားမထောင်နဲ့တီးတိုင်းလည်းမပြောနဲ့ပြောတိုင်းလည်းမယုံနဲ့ယုံတိုင်းလည်းမကျင့်နဲ့ကျင့်တိုင်းလည်းအကောင်းမထင်နဲ့အကောင်းထင်တိုင်းလည်းအမှန်မမှတ်နဲ့တက်ရောက်မှုတိုင်းမှာတံမြန်တက်ရောက်မှုရှိပါတယ်မေတ္တာနဲ့တက်ရောက်ရင်တံမြန်တက်ရောက်မှုကအေးချမ်းပါတယ်